လုံးပဲမင်္ဂလာပါကျွန်တော်တော့လီယိုပဲဖြစ်ပါဒီနေ့မှာတော့တော်တော်လေးထူးဆန်းတဲ့အဖြစ်တစ်ခုဖြစ်ခဲ့ကန်ဆိုးတယ်ပဲပြောရမလားမသိ By the way let's go အခုဒီထဲမှာကျွန်တော် fire asset ပါတဲ့ဇမီတစ်ကောင်တွေးခဲ့ပါအဲ့ဒီမှာဇွန်ဘီကဓာကြီးကြိုင်ထားတယ်ခင်ဗျရဲ့ဓာကြီးကပြီးတော့မကြခင်မှာသူ drown ဖြစ်ပြီးတော့အဲ့ဒီဓာတ်ကို drop တယ်ပေါ့နော်အဲ့ဒါကျွန်တော်လည်းသွားကောက်လိုက်ရောကြာပါဦး drown လက်နဲ့ရိုက်လို့ကျွန်တော်ရှော့သွားခဲ့ပါစပိုးတော့လေထောက်ကြိုတဲ့ဗန်ဘူးပဲပေါ့ဒီပါအားပြက်သွားရှာပဲဆိုပြီးတော့သွားလဲသွားရောဓာတ်ရမရှိနေကြဘူးအဲ့ဒါကျွန်တော်လည်းဟိုးဘက်ကြီးဒီဘက်ကြီးနဲ့ရှောက်လိုက်ကြည့်ရပေါ့ဒါလေးပြန်တွေ့မလားလို့အမဘေဘီဇိုမီကဗီဒီယိုလေးကိုကြည့်ပေးတဲ့လူတွေအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်